အိုဖခင်ကြီးသည်မိုင်ပေါင်းများစွာဝေးကွာသောနေရာမှမြို့တို့မြေကိုလာရောက်ကြည့်ရှုသည်ဖြစ်ချင်တော့ထိုနေ့ညကတားဖြစ်သူသည်သူ၏အထက်လူကြီးကိုအိမ်တွင်ညစာကျွေးသည်အိုဖခင်ကြီးကစပွဲပေါ်ရှိတောက်စရာများကိုမြင်တော့အားလုံးသည်တန်ဖိုးကြီးတင်သွင်းလာသောအရက်များဖြစ်သည်ဒါကသူ့ကိုတတွေးတွေတောင်ညိုချမိစေသည်ဖခင်ဖြစ်သူကဘာမှအများကြီးမတွေးဘဲအရက်ခွက်ကိုကင်ပြီးတောက်လိုက်သည်ခဏလေးတွင်းမှတွင်အရက်တပလင်းရဲ့တဝက်ကျော်ကိုတောက်မိသွားသည်ရလက်အနေနဲ့ဘေးကတားဖြစ်သူရဲ့မျက်နှာဟာချက်ချင်းဆိုသလိုပြောင်းလဲသွားသည်သူသည်အထက်လူကြီးရှိနေတာကိုဂယုမစိုက်တော့ဘဲဖခင်ကိုအရက်ခွက်အမြန်ချဖို့အော်ဟစ်ဆူပူလိုက်သည်ဒါကဧည့်သည်တွေကိုအိတ်ခံဖို့အတွက်ပဲတားဖြစ်သူကချက်ချင်းဆိုသလိုမျက်နှာပြရတယ်လို့ခံစားလိုက်ရသည်နောက်တော့သူကဖခင်ကိုထွက်သွားခိုင်းလိုက်သည်သူကတော့ဧည့်သည်ကိုဆက်လက်အိတ်ခံနေသည်ဘေးမှာရှိတဲ့အထက်လူကြီးကတော့အလွန်အမင်းနေရခတ်နေသည်အိုဖခင်ကြီးကဒါကိုကြားတော့စိတ်နှလုံးကြေကွဲသွားသည်သူသည်စိတ်ပြက်လက်ပြက်ဖြင့်အပြင်ကိုထွက်သွားခဲ့သည်သူကြောင့်မိသည်မှာမိမိကြောင့်တားဖြစ်သူ၏ညစာစားပွဲကိုထပ်ပြီးအနှောက်အယှက်ဖြစ်မှာကိုပင်လူအားလုံးအရက်နှင့်အစားတောက်ပြီးပြန်သွားကြပြီးနောက်အိုဖခင်ကြီးသည်မိဖို့ကြောင့်တို့ပြန်လာပြီးပကံများကိုစတင်သိမ်းစီသည်ချွေးမနှင့်မြေဖြစ်သူတို့သည်လုံးဝဂယုမစိုက်ကြဘဲတီဗီကိုသာတက်တောင့်တက်တာကြည့်နေကြသည်ပကံစေးသည့်အချိန်လေးကိုအခွင့်ကောင်းယူပြီးသူသည်ဘေးနားတွင်ပုံနေရင်ကြံခဲ့သောဟင်းလျာများနှင့်ထမင်းများကိုစားသည်တားဖြစ်သူကဖခင်၏ပုံစံကိုမြင်တော့ရှက်ရွံ့မိသည်ထို့နောက်သူသည်ဒေါသတကြီးဖြင့်ထွက်သွားသည်နောက်တစ်နေ့အထိပင်သူသည်ဖခင်ကိုဂယုမစိုက်ခဲ့ပေချွေးမနှင့်မြေတို့သည်လည်းကိုလို့ဆရာရှိတာကိုသာလုပ်နေကြသည်တယောက်ကအလုပ်သွားတယောက်ကကျောင်းသွားသည်ကိုကြည့်ရင်အိုဖခင်ကြီး၏စိတ်ထဲတွင်ခံစားချက်များရောထွေးနေသည်သူကသူမျိုးတို့လာခြင်းသည်တားနှင့်ချွေးမကသူ့ကို2ရက်လောက်အဖော်ပြုပေးလိမ့်မည်ဟုထင်ထားခဲ့သည်မထင်မှတ်ပဲသူသည်အိမ်တွင်တယောက်တည်းအထီးကျန်စွာနေခဲ့ရသည်ဒီနေ့မှာတော့အဖွားဖြစ်သူကမြေးလေးကိုအရန်ချစ်စရာကောင်းတာကိုမြင်ပြီးသူမ၏စိတ်ထဲမှချစ်ချင်းမြတ်တာကိုမထိန်နိုင်တော့ဘဲမြေးလေးကိုတစ်ချက်နမ်းလိုက်သည်မထင်မှတ်ပဲချွေးမဖြစ်သူ၏အပြစ်တင်ခြင်းကိုခံလိုက်ရသည်ကလေးကအရန်ငယ်သေးတယ်မနမ်းပါနဲ့အိုးကိစ္စမရှိပါဘူးဇုံဟောင်ငယ်ငယ်တုန်းကလည်းငါဒီလိုပဲနမ်းခဲ့တာပါပဲဒါပေမဲ့အန်တီမတီဘူးလားလူကြီးတွေရဲ့ခန္ဓာကိုယ်မှာဘက်တီးရီးယားတွေအများကြီးရှိတယ်ကလေးတွေကကိုယ်ခံအားနဲ့တော့ယောဂကူးဆက်လွယ်တယ်ချွေးမသည်အဖွားကိုစူပူလိုက်ရုံသာမကကိစ္စမရှိရင်စောစောစီးစီးကျေးလက်ကိုပြန်သွားဖို့ပြောသည်ဘေးမှာရှိတဲ့အဖိုးကလည်းဘာမှမပြောရဲပေဘာပဲဖြစ်ဖြစ်ဒါကတားဖြစ်သူမြို့မှာဝယ်ထားတဲ့အိမ်တစ်ဖြစ်လို့ပါဒါပေမဲ့အဖွားကကိစ္စရဲ့ပြင်းထန်မှုကိုသဘောမပေါက်ခဲ့ပေထိုညမှာပဲမြေးလေးကတကယ်ကိုပဲငိုယိုပြီးအော်ဟစ်နေသည်အဖွားကကလေးကိုတန်ကြတော့အခြေအနေကိုမေးမြန်းဖို့အမြန်သွားလိုက်သည်မထင်မှတ်ပဲတားဖြစ်သူကအရန်ဒေါသထွက်သွားသည်မိဘတွေကိုသူတို့ရဲ့ဘက်တီးရီးယားတွေနဲ့ပြည့်နေနေတဲ့ပါးစပ်နဲ့ကလေးကိုဘာလို့လာနမ်းရတာလဲလို့ဒေါသတကြီးအပြစ်တင်သည်အခုတော့ကလေးကအန်ပြီးဝမ်းလျှောနေရပြီအဖွားကဒါကိုကြားတော့နောင်တရပြီးခေါင်းငုံလိုက်သည်သူမဒီလောက်ထိပြင်းထန်လိမ့်မယ်လို့မထင်ခဲ့မိပေဇနီးမောင်နှံနှစ်ယောက်ကလေးကိုအမြန်ဆေးရုံပို့လိုက်တာကိုကြည့်ရင်သူတို့မှစိတ်အေးလက်အေးဖြစ်သွားကြသည်အဖိုးကြီးရေငါအမားလုံးမိတာလားအော်ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်ဒီအချိန်မှာတော့အဖိုးပွားနှစ်ယောက်ဟာအိမ်မှာအလွန်တောင်တရနေကြသည်ညီလေးရဲ့ဘေးကင်းရေးကိုစိုးရိမ်နေမိတာကြောင့်အဖိုးပွားနှစ်ယောက်ဟာဆိုဖာပေါ်မှာတညလုံးမအိပ်ပဲထိုင်နေခဲ့ကြတယ်အဖွားကစိုးရိမ်လုံးလို့ဘာလို့ရမှန်းမသိတော့ပေသူမစိုးရိမ်နေသည်ဒီလိုနဲ့အဖိုးပွားနှစ်ယောက်ဟာမိုးလင်းတဲ့အထိစောင့်နေခဲ့ကြသည်ဒီအချိန်မှာတော့တားနဲ့ချွေးမကကလေးကိုဒေါသတကြီးပွေ့ချပြီးအိမ်ပြန်ရောက်လာသည်အဖွားကဒါကိုမြင်တော့နောင်တရရဲ့မျက်နှာနဲ့သူမတမင်လောက်တာမဟုတ်ကြောင်းရှင်းပြသည်ချွေးမကတော့ဒါကိုကြားပြီးလုံးဝမထီမဲ့မြင်ပြူသည်တကားကိုပြင်းပြင်းထန်ထန်ပိတ်ပြီးသူမအခန်းထဲပြန်ဝင်သွားသည်ကလေးကဘာမှမဖြစ်မှန်းသူတို့မသိကြပေနေ့လယ်တုန်းကတက်တန်းလွန်တို့တပူးကိုမှားတောက်မိတာပဲဖြစ်သည်ဆေးလေးနည်းနည်းတောက်လိုက်ရင်ပုံမှန်ဖြစ်သွားမှာပါဒီအချိန်မှာတားဖြစ်သူကမိဘတွေကိုလာနှစ်သိမ့်မပေးုံသားမကမိမလိုပဲမိဘတွေကိုဒေါသနဲ့ပြုမှုဆက်ဆံသည်ဒါကအဖွားကိုဝမ်းနည်းစေပြီးမျက်ရည်တွေကျလာစေသည်စိတ်မကောင်းဖြစ်နေတဲ့သူမသည်မျက်ရည်များဖြင့်အခန်းထဲကိုပြန်ဝင်သွားသည်ညကျတော့အဖွားကထမင်းဟင်းတွေအကုန်ချက်ပြုတ်ထားသည်သူမကတားနဲ့ချွေးမကိုလာစားဖို့ခေါ်မလို့ပါသူတို့ကကြားပေမဲ့မကြားသလိုနေကြသည်အဖွားကစိတ်ပြက်စွာနဲ့ထွက်သွားရသည်ချွေးမရေမင်းကလေးကိုစိုးရိမ်နေတာပါနောက်2ရက်လောက်ဆိုရင်အဆင်ပြေသွားမှာပါဒါတွေအားလုံးကကလေးတွေအတွက်မဟုတ်ဘူးလားကျမတမင်လောက်တာမဟုတ်ပါဘူးစိတ်ထဲမှာအယမ်းခံစားရတယ်နောက်ကျရင်ငါတို့သတိထားကြတာပေါ့ဒီတစ်ခါတော့ဒီအတိုင်းပြီးသွားပါစေအဖွားရဲ့စိတ်ခံစားမှုကအဲ့ဒီကြမှာပဲနည်းနည်းတက်တာရသွားတယ်ဒါပေမဲ့သူအိမ်သာသွားပြီးမျက်နှာတစ်ဖို့ပြင်နေတော့မှာပဲသူအိမ်သာသွားပြီးမျက်နှာတစ်ဖို့ပြင်နေတော့မှာပဲချွေးမရဲ့အပြစ်တင်တန်ကိုထက်ကြားလိုက်ရတယ်မင်းကသူ့ကိုဒီလိုသဘောထားမျိုးနဲ့ဆက်ဆံတာလားငါပြောပြမယ်နော်ပတ်စံလို့ရင်မင်းမေကိုငါပေးနိုင်တယ်ဒါပေမဲ့ငါကလေးကိုတော့သူထိလို့မရဘူးအဲ့ဒါကလေးရဲ့အဖွားရင်းလေသူကဘာလို့ကလေးကိုမထိရမှာလဲနောက်တစ်ခုကအဖွားလိုချင်တာပတ်စံမဟုတ်ဘူးအလေးမြတ်ထားမှုပဲသူမထိရင်ကလေးကဖျားပါမလားကလေးဖျားတာကိုအဖွားကိုအပြစ်တင်လို့ရမလားကျမအဖွားနဲ့ကြီးပြင်းလာတာကျမကဘာလို့တစ်ခါမှမဖျားခဲ့ရတာလဲသူကနေတိုင်းကလေးကိုနမ်းနေတာလေဘက်တီးရီးယားတွေဘယ်လောက်များမှန်းသိလားဘက်တီးရီးယားမင်းတယောက်တည်းပဲတန်ရှင်းရေးလုပ်ချင်တာလားအဖွားကချွေးမရဲ့စကားတွေကိုကြားလိုက်ရတဲ့အခါစိတ်ထဲမှာအနဲ့ထိုးတယ်လို့ခံစားရတယ်လူတယောက်လုံးဝိညာဉ်အနှုတ်ခံလိုက်ရတယ်လို့ပါပဲကျမ်းပြင်ပေါ်မှာအကွေးကွေးလေးဖြစ်ပြီးအသေးအတန်ကိုကြွေးနေတယ်နောက်တော့သူကသူ့ဖိုးကိုသူအရင်ပြန်တော့မယ်လို့ပြောလိုက်တယ်မဟုတ်ရင်သူဒီမျိုးမှာဆက်နေရင်ချွေးမရဲ့စိတ်အခြေအနေကိုထိခိုက်မှာစိုးလို့ပါကျမအရင်ပြန်တော့မယ်မင်းမဖြစ်တာလေငါတို့အိမ်ပြန်ရအောင်အဖိုးကြားပြီးတဲ့အခါအရန်အားငယ်သွားတယ်သူမထင်မှတ်ထားတာကကလေးတွေကဘာလို့သူတို့နှစ်ယောက်ကိုတီးမခံနိုင်ရတာလဲနောက်တနေ့မနက်စောစောမှာအဖိုးကတားနဲ့ချွေးမအလုပ်သွားချိန်ကိုစောင့်ပြီးသူတို့ခီးဆောင်အိတ်ကိုတင်လိုက်တယ်သူ့ဖော်ကိုခေါ်ပြီးနေကိုပြန်သွားကြတယ်အိမ်ရောက်တော့သူတို့နှစ်ယောက်လုံးအလုပ်တွေရှုပ်နေကြတယ်လှုပ်ရှားရတာအဆင်မပြေပေမဲ့သူတို့မနာကြဘူးတားကမြို့မှာနေတော့ကုန်ကြစရိတ်များမယ်ဆိုတာသိလို့သူတို့ကရွာမှာလဲဆိုင်ဟင်းသီးဟင်းရွက်ဆိုင်ကြတယ်အသေးရွက်တွေရင်းလာရင်မြို့ကိုပို့ပေးနိုင်မယ်လို့မျှော်လင့်နေဒီနည်းနဲ့တအိမ်အောင်စုရဲ့ဝင်ထုတ်ဝင်ပိုးကိုရှော့ချပေးခြင်းနဲ့10 လတိုင်အောင်သားစီကဖုန်းတစ်ချက်မှမလာခဲ့ဘူးအဲ့ဒီအချိန်မှာအဖွားကမြေးလေးကိုအယမ်းလွမ်းတဲ့အတွက်သူကမြေးလေးရဲ့အယုတ်ကိုကင်ပြီးနေတိုင်းမျက်ရည်ကျနေတယ်လမ်းတစ်လျှောက်လုံးစကားတစ်ခုမှမပြောဘူးဘာမှလည်းမစားဘူးဒါကဘလို့လုပ်ဖြစ်မှာလဲလာရာခုနည်းနည်းတောက်လိုက်ဦးအဖိုးရဲ့တိုက်တွန်းမှုကြောင့်သူကအတင်းမဲ့အနေငယ်စားလိုက်တယ်အဲ့ဒီအချိန်ကစပြီးသူအားတဲ့အချိန်တိုင်းမြေးလေးရဲ့အယုတ်ကိုကင်ပြီးရွာထိပ်မှာသားတို့မိသားစုဘယ်တော့ပြန်လာမလဲဆိုတာစောင့်မျှော်နေတယ်အဖွားကကလေးတွေပြန်လာပြီးမိသားစုပြန်ဆောင်ဖို့မျှော်နေတယ်ကြာလာတဲ့အခါမှာတော့စိတ်လွှမ်းဆုပ်မှုရဲ့ဒဏ်ကိုခံရင်အဖွားကစိတ်ရောဂါပြင်းထန်လာတယ်သူအိမ်ပြန်လာတဲ့လမ်းမှာတခြားရွာသားတွေမြေးတွေကိုပွေ့ချပြီးရင်မောနေတာကိုမြင်လိုက်ရတယ်သူ့စိတ်ထဲမှာအယမ်းခံစားသွားရတယ်ဒါကသူ့ကိုပိုပြီးထိခိုက်စေတယ်အဲ့ဒီအချိန်မှာအဖွားကယူသွားတယ်လို့မျိုးအိမ်ကိုပြေးသွားတယ်ပြီးတော့သူကကြောက်ရွံ့တုန်လှုပ်စွာနဲ့နေရန်ပေါ်ကမြေးရဲ့တပ်ပုံနှစ်ပုံကိုယူလိုက်တယ်အဖိုးကဘယ်သွားမလို့လဲလို့မေးပေမဲ့သူဘာမှမပြောဘူးသူကရွာထိပ်ကိုပြေးသွားပြီးသူ့တပ်ပုံတွေကိုရွာသားတွေကိုပြတယ်
ကြည့်ကြပါဦးငါမှလည်းမြေးရှိတယ်ငါမြေးကလည်းလိမ္မာတယ်စကားနားထောင်တယ်ငါမြေးလေဒါပေမဲ့အဖွားရဲ့စိတ်ခံစားမှုကပိုပြီးပြင်းထန်လာတာကိုမြင်တော့ကံကောင်းစွာနဲ့အဖိုးအချိန်မီရောက်လာပြီးသူ့ကိုဆွဲခေါ်သွားတယ်အဖိုးသိတယ်အဖွားကသူတို့ရှေ့မှာအဲ့ဒီလိုပြတာကသားနဲ့မြေးကိုအယမ်းလွမ်းလို့ဆိုတာကိုနောက်ဆုံးခွဲခွာပြီးတဲ့နောက်တနေ့နီးပါးသားစီကဖုန်းတစ်ချက်မှမလာခဲ့ဘူးသူတို့ရဲ့မူလဇာတိမြေကိုပြန်ဖို့လည်းအဆင်မပြေကြပါဘူးနေ့တိုင်းတကားဝမှာထိုင်ဆောင်နေတတ်တယ်သားသမီးတွေပြန်လာမယ့်အချိန်ကိုစောင့်မျှော်ရင်းဒီအချိန်မှာတော့အဖိုးရဲ့စိတ်တွေကြေကွဲနေရပါပြီနှစ်သက်ကူကာလအထိစောင့်မျှော်နေရင်သားဖြစ်သူစီကဖုန်းဝင်လာခဲ့တယ်ဒါပေမဲ့ဖုန်းတစ်ဖက်ကသားဖြစ်သူကဘယ်တော့ပြန်လာမယ်ဆိုတာကိုတော့မပြောခဲ့ဘူးဖခင်ကိုသူ့ကုမ္ပဏီမှာနှစ်ကုန်စုကြေးရတာကိုပဲပြောပြခဲ့တယ်အလုပ်ကိစ္စလေးတွေရှိနေတော့ဒီနှစ်တော့အိမ်ပြန်ဖြစ်မှာမဟုတ်ဘူးလို့ပြောတယ်ကျွန်တော်အဆင်ပြေပါတယ်အဖေတို့လည်းကျမကြီးဂရုစိုက်ကြပါမင်းတို့လည်းအပြင်မှာအလုပ်လုပ်ရတာမလွယ်ပါဘူးကိုဂရုစိုက်ကြပါနော်အေးပါသားဖြစ်သူပြန်မလာတော့ဘူးဆိုတဲ့သတင်းကိုကြားရတဲ့အခါအဖိုးကိုအရန်ကိုစိတ်မကောင်းဖြစ်သွားခဲ့တယ်သားနဲ့စကားနည်းနည်းထပ်ပြောချင်ခဲ့ပေမဲ့နောက်ဆုံးတော့သူတို့ဖုန်းချလိုက်ရတယ်အဖိုးကိုလည်းအဆင်ပြေပါတယ်လို့ပဲဟန်ဆောင်ပြီးပြောခဲ့ရတယ်ဒီအချိန်မှာသူကသူ့ဇနီးရဲ့ဖျားနာနေတဲ့အကြောင်းကိုသားကိုမပြောခဲ့ဘူးသားကိုစိတ်မသက်မသာဖြစ်စေမှာစိုးရိမ်လို့ပါညဘက်မှာတော့တက်ကြီးရွယ်ဦးနှစ်ဦးဟာရုပ်မြင်သံကြားကနှစ်သက်ကူအစီအစဉ်ကိုကြည့်နေခဲ့ကြတယ်သူတို့လည်းနှစ်သက်ကူအတွက်အင်ဂျီအစ်တွေဝတ်ဆင်ထားတယ်အထီးကျန်နေတဲ့အဖိုးကိုနဲ့အဖွားကိုကျေးလက်ဒေသမှာပဲနှစ်သက်ကူကိုဆုံးဖြတ်ခဲ့ကြတယ်ဒီအချိန်မှာပဲရုပ်မြင်သံကြားတွေကနေရင်းနှီးနေတဲ့ပျော်ရွှင်စရာအတန်တွေထွက်လာတယ်ဒီခိုက်တက်မှာအဖွားကိုစိတ်တွေလင်းလက်လာခဲ့တယ်သားသမီးတွေပြန်လာကြလိမ့်မယ်လို့သူမထင်လိုက်မိတယ်ဒါနဲ့သူမဟာအဖိုးကိုရဲ့လက်ကိုဆွဲပြီးရွာထိပ်ကိုအမြန်သွားခဲ့တယ်ပုံမှန်ဆိုရင်ဒီအချိန်မှာမိသားစုအားလုံးပျော်ပျော်ပါးပါးနဲ့နှစ်သက်ကူကြတာကိုဒီတစ်ခါတော့သူတို့နှစ်ဦးတည်းပဲအိမ်မှာနှစ်သက်ကူနေရတဲ့ကလေးတွေကိုစောင့်မျှော်ရင်းအဖွားကိုရဲ့စကားကိုကြားလိုက်တဲ့အခါအဖိုးကိုရဲ့ရင်ထဲမှာလည်းအမျိုးမျိုးခံစားလိုက်ရတယ်သူလည်းအဖြစ်မှန်ကိုအဖွားအိုကိုပြောပြဖို့ဆုံးဖြတ်လိုက်ရတယ်ဒီနှစ်တော့သားကအိမ်မပြန်ဘူးတဲ့ငါတို့အိမ်ပြန်ရအောင်ဒီစကားကိုကြားလိုက်ရတဲ့အခါအဖွားအိုမျက်နှာလေးညှိုးနှမ်းသွားတယ်ဒါပေမဲ့သူမကတော့မယုံနိုင်သေးပါဘူးဒီနေ့ကစပြီးသူမဟာနေ့တိုင်းရွာထိပ်မှာစောင့်မျှော်နေတတ်တယ်အဲ့ဒီနေရာကခရီးသည်တင်ကားတွေဖြတ်သွားတဲ့နေရာမို့လို့ပါအရင်တုန်းကဆိုတားဖြစ်သူကဒီနားမှာပဲအမြဲဆင်းလာတာပါဒါပေမဲ့အခုတော့ကားတွေကမရက်တော့ဘူးတစီးပြီးတစီးပဲဖြတ်တန်းသွားနေတယ်ဒီအချိန်မှာတော့သူမသားဖြစ်သူတကယ်ပြန်မလာတော့ဘူးဆိုတာကိုနားလည်သွားခဲ့တယ်မျက်စိတမိတ်အတွင်းမှာပဲတစ်နှစ်တာရဲ့ကြားဖြတ်ပွဲတော် Marathon Festival ရောက်လာပြန်ပြီအိမ်ကြီးချင်းတော်ကြီးကသူတို့အဖိုးကိုဖွားအိုကိုတနာပြီးစေတနာနဲ့လက်မုတ်တပူလာပေးတယ်အကိုကြီးရေဒီနေ့တော့လက်မုတ်ပွဲတော်ရောက်ပြီနော်အကိုကြီးနဲ့အမကြီးအတွက်လက်မုတ်လေးလာပေးတာပါပြန်ယူသွားပြီးကလေးတွေကိုကျွေးလိုက်ပါဦးအိမ်မှာလည်းရှိပါသေးတယ်သားသမီးတွေကအခုထိမပြန်လာကြသေးဘူးနော်ဟုတ်တယ်သူတို့အလုပ်တွေများနေကြလို့ပါအိမ်မှာလည်းဘာမှအရေးကြီးတဲ့ကိစ္စမရှိပါဘူးလက်မုတ်အဖွားအိုကလက်မုတ်ဆိုတဲ့စကားကိုကြားလိုက်တဲ့အခါဒါကမိသားစုတွေပြန်ဆောင်ရမယ်နေ့ရက်ဆိုတာကိုသူမသတိရသွားခဲ့တယ်သားသမီးတွေပြန်လာကြလိမ့်မယ်လို့သူမထင်လိုက်မိတယ်ဒါနဲ့သူမအပြင်ကိုပြေးထွက်သွားတယ်အဖိုးအိုကထိကင်ပြီးဧည့်သည်ကိုလိုက်ဖို့ချိန်မှာသူ့ဇနီးကိုမတွေ့တော့တာကိုသိလိုက်ရတယ်သူလည်းမိုးတဲကြီးထဲမှာသူ့ဇနီးရဲ့နာမည်ကိုအော်ခေါ်ရင်းလိုက်ရှာတော့တယ်ဒါပေမဲ့ထူးဆန်းတာကသူမကိုဘယ်နေရာမှာမှရှာမတွေ့တော့ဘူး